အားလုံးပဲမင်္ဂလာပါရှင်ခင်ချောစု Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့ဆရာဗေဒမောင်မောင်ရေးသားထားတဲ့ရေအေးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်တခုသောတနင်္ဂနွေနေ့မနက်ခင်းအိယာထားချိန်တွင်ဆေးရုံအုပ်ကြီးဦးမောင်မောင်သည်သူ့ကိုယ်သူမန်းထဲတွင်အမတ်တမဲ့ကြည့်မိ၏ထိုအခါကြာစံကြောင်းကဲ့သို့အဖြူများအနံ့နဲနဲသပင်များကိုတတိထားမိ၏တွန့်လိန်ခြင်းနေသောအရေးအကြောင်းများကိုလည်းဂရုပြုမိသည်မျက်လုံးတောင်စုံတွင်ထင်းထင်းရှားရှားပေါ်နေသောကြက်ချီတောက်ကို၎င်းမေးစီအောင်နာတွင်တွဲရဲကျနေသောအရေးပြားတွန်များကို၎င်းရေခနဲဆိုသလိုပင်အမတ်ထားမိသည်စိတ်ထဲမှမူအမလီသည်ဦးစားသွားလိုက်တာပါလားဟုရေရွမိ၏အခြားသူများအဖို့ကအသက်ကြီးတာပြီဆိုတော့လေရုပ်အစင်းအင်္ဂါတွေပြက်ပြီပေါ့ဆိုသည့်အတိုင်းတရားနွယ်သည့်အတွေးမျိုးတွေးမိကောင်းတွေးမိနိုင်တော့လဲဦးမောင်မောင်ကထို့သို့ဆက်မတွေးမိသူ၏အစီများစုပြီးဖောင်းတင်းနေသည့်ပစုံကြီးကိုသာစိတ်တွင်မြင်အောင်ကွက်ကြည့်ပြီးဘာပဲဖြစ်ဖြစ်သူများတကာအသက်60နီးရင်ဖြင့်ဒီထက်ဦးစားကြတာပဲငါဖြင့်ပရေတောင်တွန်သေးတာမဟုတ်ဘူးဟုကိုယ့်ဘက်ကိုရက်ကဆက်တွေးမိထို့သို့တွေးရင်းပင်ဦးမောင်မောင်သည်သူကောင်းပေါ်မှသပင်ဖြူများကိုဖုံးဖိရန်အလို့ငါဆေးဆိုးခြင်းကိုခတ်သွက်လုပ်၏မျက်လုံးတောင်စွန်းရှိကြက်ချီများရောပါစေရန်အရေးပြားတင်းစေသောဆေးကိုလိမ်၏ပြည်လိုက်ရင်မှန်ကိုရှေ့တိုင်းနောက်ငင်ကြည့်ရင်ရွှေကနေလေးတစ်ဆက်ခြုံလိုက်သေး၏ထို့သို့ပြင်ဆင်ရင်းပင်ဦးမောင်မောင်၏စိတ်သည်58ဆိုသည့်သူ့အသက်နှင့်မကားပဲ18နှစ်သားလူမျိုးပေါက်ကဲ့သို့မြူတူလာ၏ဒီနေ့သည်ဖျားသခင်ကိုတော်ပင်အလုံနာတော်မူသည့်တနင်္ဂနွေမဟုတ်လားသူ့လိုလူသားမှန်အဖို့ပဲကြောင့်မနာရမည်နီဖျားသခင်ကိုတော်သည်တနင်္ဂနွေနာရက်တွင်မိသို့သောအလုံးမျိုးလှုပ်တော်မူသည်ကိုဦးမောင်မောင်မသိခေါင်းရှုပ်ခံကစင်းလဲမစင်စားမိစဉ်းစားရန်အချိန်ပိုလဲဦးမောင်မောင်တွင်မရှိသူသည်အလောက်အလွန်ရှုပ်သောစေယုံအုပ်ဖြစ်သောကြောင့်ဖြစ်၏သူ့အဖို့ကရန်ဖန်ရန်ကားတွင်တနင်္ဂနွေတရက်သည်ပင်အချိန်အပြည့်အဝရသည်မဟုတ်သူ့အားကြီးပွားစေမည်သူသူ့အားဒုက္ခပေးနိုင်မည်သူများကိုစုဖိတ်ပြီးတကားလားဆရာကြီးတို့ဖို့ကျွန်တော်ပေးတဲ့ပါတီပြားဟုမိတက်ကသူ့ဝါဒနာပါသည့်တောက်စားသည်ဆိုခြင်းများကိုကျွဲကူးရေပါပြုလုပ်ရခြင်းမျိုးရှိ၏ရန်ဖန်ရန်ခါတွင်လည်းသူ့အားဖိအားပေးတတ်သည့်ပွဲလန်းသပင်များသို့မသွားခြင်းပါပဲဟန်ဟန်ပန်ပန်သွားနေရခြင်းများလည်းရှိ၏ယခုတနင်္ဂနွေသည်ကထို့သောတနင်္ဂနွေမျိုးမဟုတ်လုံးဝလွတ်လပ်သောတနင်္ဂနွေဖြစ်၏ထို့ကြောင့်ပင်ဦးမောင်မောင်သည်မြူးတီထံမြူးနေခြင်းဖြစ်၏ဦးမောင်မောင်သည်လူသည်သာမြူးနေသည်မဟုတ်စိတ်သည်လည်းဖြိုးကနေဖြတ်ကနေမတည်မငြိမ်ရှိလာ၏သို့တော်လုံးဝလွတ်လပ်သွားသည့်အထီးကမပြောဝန်သည်ပါပါရှားရှားသပင်ကိုဘီးဖြင့်တရွှွှွအချိန်ချင်းဖိရင်ဟန်ကိုဖို့ဆိုတကဲ့သို့ပင်မင်းမောင်းတဲဖြင့်ဤဒီကလာခဲ့ပါဆိုလို့သာသွားရမယ်ကိုဖြင့်ခင်မပါတော့မသွားချင်ပါဘူးဟုအကဲခတ်တယ်လို့ကြည်နေသောစေယုံအုပ်ကြီးကတော့အားညွတ်တူတူလို့ရသေး၏စိတ်ထဲနိုင်မူကပပလေးတော့စောင်းရလုံးလို့စိတ်ကောင်းနေလောက်ပြီဟုတွေးမိ၏ချော့ရတော့မှာပဲဟုတွေးမိသောအခါတပ်ပြင်းတစ်ချက်သည်ထိန်းထားသည့်ကြားမှဝူကနေထွက်သွား၏စေယုံအုပ်ကတော့သည်ခင်မပါတော့မသွားချင်ပါဘူးဟုသောစကားကိုကြား၏ဝူကနေတပ်ပြင်းချသည်ကိုမြင်၏ထိုနှစ်ခုကြားမှစေယုံအုပ်ကြီးအတွေ့ကိုမြင်သည်မဟုတ်ထို့ကြောင့်ပင်အမလီငါယောက်ျားကငါ့ကိုတကယ်ချစ်ရှာတာပါလားဟုတွေးကပီတီလိုင်းလုံးကြီးသည်ရင်ဝတွင်ဆို၏ထို့ကြောင့်ပင်အိုမောင်ရဲ့ဒါကတိုးတက်ကြောင်းပဲအေဒီသာသဘောကျရင်ဟုစကားကိုအစမရှိအဆုံးမရှိပြောကသူ့လင်ကြီးအားရှော့ရှော့ရှူရှူသွားခွင့်ပြု၏ထို့နောက်တွင်ကစေယုံအုပ်ကြီးသည်မြင်းဆောင်မှလွတ်တော်မြင်းကဲ့သို့လက်ခနဲအိမ်မှထွက်လေ၏စေယုံအုပ်ကြီး၏ကားသည်တလန်းဝင်တလန်းထွက်ကွေကောက်သွားနေ၏4-5မိုင်ခန့်မောင်းပြီး5-6ကွေမြကွေပြီးချိန်တွင်မူခြောင်ကျပြီးတောင်းသားရရှိသောနေရာတစ်ခုရှိနိုင်ရဲ့၏ထိုနေရာသည်ကစေယုံအုပ်ကြီးနှင့်သူ၏ပပတို့ချိန်တွေ့နေကြနေရသည်ကားရဲသည်နှင့်တပြိုင်နက်စေယုံအုပ်ကြီးသည်အစ်ဆက်ညံ့ညောတဲ့ဖဲမှုရာပေါ်ဝဲချစ်ပြူဟာချင်းလို့ချစ်တလင်းခေါ်မယ်မိရဲ့ဟူသောသခြင်းကိုမြူးထူးသောအတန်ဖြင့်ဆိုလိုက်၏ထို့နောက်ကားထဲတွင်ကုန်းကွက်ဖြင့်ထိုင်ကုန်နှစ်ခုကြားကျမ်းမြေအောက်တွင်တိုလီမုတ်စာများဖြင့်ဖုံးဖိထားသောအထုပ်တစ်ထုပ်ကိုခက်ခဲဆွဲထုတ်သည်
ထို့အထုပ်သည်ကလွန်ခဲ့သည့်ကြာသာရင်းတွေကဆေးရုံအချုပ်ဆောင်မှမစင်းကျင်သေးသောလူနာ၏ဆွေမျိုးတဦးလာရောက်ပြီးပူသာဆထားသောအထုပ်ဖြစ်၏ဆေးရုံအုပ်ကြီးကတော့မမြင်စေရန်2 ရက်တာများတော့ခုပြီးတကားလားယခုမူဆေးရုံအုပ်ကြီးမှသူ၏ပပကိုဆက်သားမည်လက်ဆောင်ပန်းနာအဖြစ်အရှင်လက်လက်ဘဝပြောင်းရချေတော်မူဒီနေ့တော့ကွာဟူသောအတွေ့သည်ဆေးရုံအုပ်ကြီးရင်ကိုတဖြည်းဖြည်းပူလာစေ၏ခြေထောင်များသည်လည်းမြောက်ခနဲလူသည်မြေကြီးနှင့်မထီသလိုရှိ၏ဟိုဝေးတနေရာတွင်မူသူ့အားလက်ပြနှုတ်ဆက်နေသည့်ရိုင်းတွင်းတွင်အရေးကလေးတစ်ခုကိုမြင်လာရ၏ဆေးရုံအုပ်သည်ထိုအရေးအားလက်ဝေရန်နှုတ်ဆက်ရင်းပင်အာကောင်ချောက်လာပေ၏လူမင်းရာစာနမင်းဒေဝါကြည်သာရှင်ပြရှိစေသောကျွတ်ထိုက်သူများဝင်နေရာကျွတ်တန်းလွတ်တန်းဝင်စေသောဦးမောင်မောင်၏လက်ထဲမှဖုံကလေးသည်ရုပ်ချင်းမိထကသချင်းဆို၏ဆေးရုံအုပ်သည်အလိုမကျဟန်ဖြင့်စိတ်ပြက်လက်ပြက်ဟာကွာဟုရေယုံမိ၏ဖုံးကိုမဖြေဘဲနေရန်စဉ်းစားမိသေးသည်သို့သောကြမစဉ်းစားနိုင်ဖုံးရီမျက်နှာပြင်တွင်ပေါ်နေသည့်အုံကြီးချုပ်၏ပြည့်ရေးဆိုသည့်စာတန်းကြောင့်ရှာခလုတ်တိုက်မတက်ဖုံးကိုပြန်ဖြေလိုက်ရ၏ခဏမြကြာလျင်ဆေးရုံအုပ်ကြီးသည်ပပ၏အနားတွင်ရိုးကြိုးရက်ကရှိ၏အတန်ဒီကချော့မော့ပြောင်နောက်ဆုံးတွင်မူသူ့လက်ဝါပြန်ကြီးဖြင့်ပပ၏ခါကိုပို့ဆွဲကသူ့နှာခေါင်းဖြင့်ပပ၏ဘာဖောင်းပေါင်းကိုအတင်းထိုးပြီးနော်ဟုအဆုံးသတ်လိုက်သည်ပပမူကကျေနပ်ဟန်မပြသူ့မှာဘယ်တော့မှမအားဘူးဟုမွတ်တက်ဆိုသည်ကိစ္စကဝန်ကြီးချုပ်၏ညီအသက်အတန်းဒီမကောင်းဖြစ်သဖြင့်ဆေးရုံတက်ရန်လာမည်ဖြစ်ကြောင်းဝန်ကြီးချုပ်ကသူ့ညီဖြစ်သူကိုဆေးရုံလိုက်ဖို့ရင်ခဏပါလာမည်ဖြစ်ကြောင်းဆေးရုံအုပ်ကြီးနှင့်အထုကူသမားတော်ကြီးတို့သည်အစင်းသင်းရှိနေစေလိုကြောင်းနိုင်ဝက်အတွင်ရောက်မည်ဖြစ်ကြောင်းဝန်ကြီးချုပ်၏ပြည်ဆိုသူမှဖုံးထဲမှတဆင်အရေးပေါ်တန်ကြောင်းခောက်လိုက်သောကြောင့်ဒီအလွန်ဆုံးကြာ2 နာရီပေါ်ခလေးရဲ့ပါကြီးပြန်လာခဲ့မယ်နော်ပြောရင်ပင်ဆေးရုံအုပ်သည်လက်ထဲပါလာသမျှအထုံးနှင့်အိမ်များကိုပြန်ကောက်ပြီးခတ်တွက်ထား၏ထို့နောက်တွင်မကျေနပ်သလိုတောင်ကြီးရက်နေသောပပအားခတ်သားဝင်တိုက်ပြီးအဲ့ဒီအခါကျရင်တော့အကျော်ကောင်းလျှော်ပေးရမယ်နော်ဟုမျက်နှာချိုးသွေးသလိုဆို၏များမကြာမီအချိန်တွင်ဆေးရုံအုပ်ကြီးဂျိုင်းကြားတွင်ညှက်လာသောအထုပ်ကလေးသည်သူ၏မူလနေရာဖြစ်သောထိုင်ကုန်2 ခုကြားကျမ်းပြင်ပေါ်သို့ပြန်ရောက်သွားပြီးကားလေးသည်လည်းဆေးရုံဘက်စီသို့တရေဦးတည်ပြန်၏ဆေးရုံအုပ်ကြီး၏မျက်နှာသည်စုပုတ်တင်းမာနေ၏သူ့ပါးစပ်မှလည်းတခုခုဆိုအားလုံးတန်းစီပြီးပြုတ်သွားမယ်ဟုရေယို၏အကြောင်းကသူအချင်းချင်းကြိုဖုံးဆက်ထားသည့်ကြားမှာပင်တာဝန်ကျအထူးကူဆရာဝန်ကြီးသည်မလာသည်ထို့ပြင်တာဝန်ကျလက်ထောက်ဆရာဝန်လေး၏ပုံစံအေးဆက်ကလည်းသူ့ကိုထိမထင်သလိုတယောနေသလိုဆရာမတွေကြည်ရတာကလည်းစေတနာမပါဘဲဝတ္တရားကျေအလုံးလုံးနေကြသည့်ပုံစံမျိုးဟုသူထင်နေ၏နောက်ဆုံးတွင်မူဝင်ကြီးချုပ်ဘေးနာရက်ပြီးဟုတ်ကဲ့ဟုတွင်ရွတ်နေသည့်သူသားဒေါသပိုတိုးလာရ၏နောက်ဆုံးသူ့စိတ်ထဲတွင်နေအောင်နောက်ရက်မှဖျားနာဆောင်တစ်ခုလုံးခေါ်ပြီးစူပြေအောင်မဲဟုနိုင်ရာတွေးလိုက်မှစိတ်ထဲကျဉ်းနေတယ်လို့ဖြစ်၏တနာရီခန့်ကြာပြီးဝန်ကြီးချုပ်ပြန်သွားချိန်တွင်မူစေယုံအုပ်ကြီးခိတ္တာသိမ်းဆဲထားသောဒေါသများသည်တော်သတင်းကာလအုံတိုင်းရွာချတတ်သည့်မိုးတကဲ့သို့ရှိလေ၏ဒီမဲ့မပြောချင်လို့ကြည်နေတာခမည်းတော်ဖျားနာဆောင်တစ်ခုလုံးကအထူးကူလည်းအတူတူလက်ထောက်ဆရာဝန်လည်းအတူတူဆရာမလည်းအတူတူကိုကတလောကလုံးကိုလှုပ်ကြွေးနေရတယ်လို့မျက်နှာကြောတင်လွန်နဲ့တခြားလူနာတွေဆိုမပြောပါဘူးအခုကဝန်ကြီးချုပ်ကိုယ်တိုင်လိုက်ပို့တဲ့ဝန်ကြီးချုပ်ရဲ့ညီဘသူတွေဘလို့ပြောဖားရမယ်သူတကာတွေကဒီလိုအခွင့်အရေးရခြင်းလို့နီးလန်းချနေရတာအခုကရှားစရာမလိုပဲကိုယ်စီစိုက်မြိုက်ကြီးရောက်လာတာဘလောက်ကုသိုလ်ထူးလဲတကူတကအောက်ကျပြီးသွားနေစရာလည်းမလိုဘူးကိုယ်ပါဆက်လဲကုန်တာမဟုတ်ဘူးဒါပဲနော်မပြောမရှိနဲ့သူတို့ကတက်နိုင်အောင်တော့အားလုံးကိုအလကားပေးပါဘာဘူးမှမတောင်းပါနဲ့ဟုအားလုံးကိုသိမ်းကြုံကြည့်ကခတ်မာပြောပြီးလှည့်ထွက်ခဲ့သည်စိတ်ထဲမှာလဲဟိုကမကြည့်ရင်အားလုံးဒုက္ခရောက်သွားမယ်ဆိုတာနားမလဲကြဘူးဟုဆက်တွေးမိ၏သို့တော့သူစိတ်သည်ထိုကိစ္စတွင်ကြာရှည်မတည်လဲတန်းရှိကလေးဖြင့်စောင့်မျှော်နေရှာမည်ပပထံသို့စိတ်သည်လက်ခနဲပြေ၏ကိုလည်းအားလုံးကိုလှည့်ပတ်ပြီးစုပြစ်လိုက်တယ်ဘယ်နဲ့သူတို့ကဝန်ကြီးချုပ်ကိုဘာထင်နေတယ်မသိဘူးဟိုအားလုံးလို့သူတို့ဒုက္ခရောက်မှအပကဲပါအမကဲပါဖြစ်ကြအောင်မယ်ဥမောင်ပါဇက်ကတွတ်ပြောနေသလိုလက်သေးလဲအငိမ့်မနေပပကြီးမေးစီကိုဖြစ်သည်နေရွက်ကိုပုတ်သည်
သပင်ကိုလည်းဖွာလိုက်သေးသည်ထို့နောက်တွင်ဘူရာစင်ဆက်မပြတ်ခုတ်သောယထာကဲ့သို့ပင်ဥမောင်မောင်၏လက်သည်ပပ၏ရွှေရင်အစုံကိုဝဲသွားပြန်၏ထိုအခါဆေးရုံအုပ်ကြီးအားမျက်နှိုးကိုစားသောအကြည့်ဖြင့်တစိမ့်စိမ့်ကြည့်နေသောပပသည်ပါကြီးနော်ဟူကြီးကကိုတွန်၏ပပအတွက်ခြံဝင်းတစ်ခုလောက်ဝယ်ပေးပါပြောတော့မဝယ်ပေးဘဲနဲ့ဟုလဲညူးစုသလိုဆက်လိုက်သည်ထိုစကားကြားလိုက်ရင်ဆေးရုံအုပ်ကြီးသည်ပပကိုပေါ်စောကစားနေသည့်လက်ကိုရုပ်ကထားထိုင်ဟိုကနေနေအောင်လဲတပ်ပြင်းကိုချလိုက်သည်ပပရဲ့ပါကြီးပြောပြီးပြီပဲအခုတလောအင်းကဘိုင်းတာမကြီးကအသုံးစည်းတွေအရန်စီစစ်နေတယ်လာစာလဲလာစာမှုကြားပေါင်းလဲကြားပေါင်းမှုစေးတင်တာကိစ္စတုန်းကစေးကုမ္ပဏီတွေစီကရတဲ့ငွေတွေလဲအကုန်အဲ့ဒီဟာမကြီးပဲလက်ဝက်ကြီးအုပ်သွားတာကြည်ရတာကိုတို့ကိစ္စများနည်းနည်းရိမ့်မိနေသလားမသိဘူးဒါကြောင့်ခဏဆိုင်မအောင်ပပလိုချင်တဲ့ဝင်းတစ်ခုနောက်မကြခင်မှာပါကြီးဝယ်ပေးပါမယ်နော်လို့ပပအားချော့ချော့မော့မော့ပြောရင်းဥမောင်မောင်၏နှာခေါင်းသည်ပပ၏လေပင်နာဝဲကနေရောက်သွားပြန်၏ပပသည်လည်းငြိမ်မနေသူ့ကိုပြောလိုက်ရင်ဒီလိုကြီးပဲအင်္ဂါမိန်းမကြီးကဘလို့ဖြစ်လို့ညာလို့ဖြစ်လို့နဲ့ကွာပြစ်လိုက်ပါဆိုတော့လည်းမကွာဘူးဟုပြောရင်ဥမောင်မောင်၏အနံ့အားကိုရင်းကရှောင်သည်ပါဇက်အပြဲသားဖြင့်တဟဲဟဲရဲနေတော့လဲစိတ်ယုံအိုး၏စိတ်ထဲတွင်ကမကျေနပ်စိတ်ဖြင့်တလိမ့်လိမ့်ရှိလေပြီပြရတာဒီကောင်မလေးတတိယခင်းတန်း၏ဖြစ်ခြင်းမည်တင်တဲ့ဟုပပမတိုင်းမီသူနှင့်ဘလူးခဲ့ဘူးသည်မိခလေးနှစ်ယောက်ကိုတတိယလိုက်သည်မိန်းမာတွေများလူကျင်နာကြီးပဲမလိုတာကိုမရှိဘူးဟုမိန်းမသားတို့တရက်လုံးကိုလည်းဝေဖန်မိ၏နောက်ဆုံးတွင်စိန်လေးတွေကခန့်လဲခန့်တန့်လဲတန့်တော့ယူလိုက်ရမလားလို့ဟူသောစေးရုံအုပ်ကြီး၏ကတော်၏အတန်ကိုပြန်ကြားရင်အိမ်ငါဟာမှလည်းအတူတူဟုအဆုံးသတ်တွေ့၏မကြသေးခင်ကပင်စေးရုံအုပ်ကြီးနှာခေါင်းအားမတူသလိုမတန်သလိုရှောင်သွားသည်ပပသည်သူ၏ပါအားစေးရုံအုပ်ကြီး၏မျက်နှာနာအတင်ထုတ်ကလာပြီးအခုအိမ်ဝင်းအစင်မပြေသေးရင်လည်းမဝယ်ပေးပါနဲ့အောင်ဒါပေမဲ့ပတ်ဆက်ဆဲသိန်းတော့ပြီပပလုဆရာရှိလို့ဟူတောင်းမြန်လျင်စေးရုံအုပ်ကြီးသည်ဘာပြန်ပြောရမှန်းမသိပဲရုတ်တရက်အသက်ရှူကျက်လာသလိုခံစားရ၏ထိုစဉ်လူမင်းရာစာနမင်းတွေဝါဟုသောဖုံးခေါ်တန်းကြားလိုက်ရင်ထွက်ပေါက်ရပြီးမျက်နာကြီးသည်ရုတ်တရက်ဝင်လန့်လာသည်လူမှုရေးဝန်ကြီးရဲ့ပြည်내တရားလွှတ်တော်ချုပ်ရဲ့ဝန်ကြီးချုပ်အိမ်လူနာလာမေးကြရင်နှစ်ယောက်လုံးခေါင်းမူတူတူရှိတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးစစ်ချင်လာကြလို့စေးရုံကိုလာမလို့တဲ့2 နာရီခွဲလောက်ရောက်မယ်တဲ့အဲ့ဒါအခု2 နာရီကျော်ပြီဆိုတော့ပါကြီးသွားမှာဖြစ်တော့မယ်နော်ပပဘာပဲဖြစ်ဖြစ်ဒါကအခွင့်အရေးပဲမဟုတ်လားကံကောင်းရင်ပပအတွက်ဝင်းတဝင်းလည်းဖြစ်နိုင်တာပဲပါကြီးအတွက်လည်းတခုခုဖြစ်နိုင်တာပဲပြန်တော့မိအရေးကိုစူတူမူတူဖြင့်ဆန္ဒပြနေသည့်ပပအားချော်ရင်စေးရုံအုပ်ကြီးသည်ပစ္စည်းများကိုကောက်သိမ်း၏သူ့မျက်နှာသည်စိတ်မကောင်းဟန်ဖြစ်နေတော့လေသူ့စိတ်သည်ကပျော်ရွှင်မှုကြောင့်တလွင်ရုံးပိတ်ရက်ကလေးအနားယူရမလားလို့စေးရုံကိုသွားလိုက်ပြန်လိုက်နေကိုတော့လောဆန်ခွေသွားတာပဲအဟင်စေးရုံအုပ်ကြီးသည်နေကင်းမှာအဖြစ်ပြက်မှာဖုံးတန်ဖုံးဖိတန်ဖိ၍ဇက်ဆောင်ခင်းတဟင်းဟင်းမြင်းရည်ရင်ပင်နောက်ဆုံးအတွေ့တစ်ခုတွေးမိကတပြင်းချမိ၏ကောင်းငင်တွင်ကျဲများမရေမတွက်နိုင်ပြီးတကယ်တော့ပင်ဝန်ကြီးချုပ်ဝန်ကြီးနှင့်သူတို့၏အမျိုးများသည်လည်းမရေမတွက်နိုင်ရှိလာ၏စဉ်းစားရင်းပင်မရတတ်နိုင်ပဲဝန်ကြီးချုပ်ကမောင်နှမ9 ယောက်ရှိတာတဲ့တယောက်ကို4 ယောက်စီပဲမွေးအောင်တူတူမှ28 ယောက်သူမြေးတွေဆိုရင်တော့ဖျားဟုဆက်တွေမိထိုတွင်မရက်နိုင်သေးပဲဒါနဲ့ဝန်ကြီးချုပ်ရဲ့အဖွားကသားသမီး17 ယောက်မွေးခဲ့တာတဲ့ဟုအထက်ကိုစမ်းပြီးပြန်လျင်အသက်ရှူမဝသလိုဖြစ်လာ၏ဒါကဝန်ကြီးချုပ်တယောက်စာရှိသေးတာဝန်ကြီးကိုပါရဲ့အမျိုးတွေပါထပ်ပေါင်းရင်တော့စရင်စမ်းမိချိန်တွင်ကလက်ထဲကင်ထားသောပရိသည်ဓာတ်9 ကျမ်းမြင်ထပ်ပြုတ်ကြ၏ထိုစဉ်ဘဲကဘလို့လွင့်လာလဲမသိတော့တချင်းတန်သည်သေယုံအုပ်၏နာအတွင်းသို့ဝဲရောက်လာ၏ရင်ကအချာမဟုတ်ဆရာစောကြီး၏နာမည်ကြီးလာသည်ပန်းပန်လျက်ပဲကြပြာကိုအသွားထည့်သည့်တချင်းသည်ဘဲဥတရား200မတ်ဗေဒါကတပင်နဲ့အရက်ကန်ခံလို့ဗေဒါပြန်အန်ကိုခဲပန်းပန်လျက်ပဲတချင်းတန်ကြလည်းရင်ဥမောင်မောင်၏စိတ်သည်အတန်ငယ်ငြိမ်ပြီးအေးချမ်းသလိုခံစားလာရသည်။အော်ဘဲကအကောင်တရားမတ်ဗေဒါကတပွင့်နဲ့ဟူတီတူရေးမိချိန်တွင်ကသူ့ကိုယ်သူတနာသပွဲဗေဒါနှင့်တူသည်ဟုထင်လာ၏သူ့ဘဝသည်လည်းဝန်အပားကတရားစေးရုံအုပ်ကတယောက်တည်းမဟုတ်တော့
ထို့နောက်ဦးမောင်မောင်၏စိတ်သည်ရေတွင်မျောနေသည့်ဗေဒာပန်းကလေးနောက်သို့လိုက်ပါခံစားရင်းတငိမ့်ငိမ့်ဖြစ်လာ၏ရေလိုင်းပုတ်၍ဗေဒာမြောက်လည်းရင်သူ့စိတ်သည်လည်းမြောက်ခနဲဖြစ်၏ဗေဒာပန်းကလေးလှိုင်းဖုံးသွားချိန်တွင်ကသူ့မှာမွန်းချက်ကငုံမိလူလူထိုစဉ်သူနာတွင်အတွင်းသို့ဆေးရုံအုပ်ကြီးကတော်၏ဝေဖန်တန်ဆိုးဆိုးသည်အတင်းပင်ဝင်လာလေ၏ကြည်ရတာဒီသချင်းရေးတဲ့သူကဗေဒာပင်တော်တော်ရှားတဲ့အရက်မှာမွေးတဲ့ထင်ပါတော့ကျုပ်တို့ငငယ်တုန်းကများရွာနောက်ဘက်ကချောင်းထဲများဘဲနဲ့ဗေဒာပင်တွေများပေါ်ကျက်ပြီးတော့ဘဲလဲမမွေးကြမွေးတဲ့သူကလည်းနည်းနည်းတရွာလုံးမှာ5-6ကောင်ဆိုတော့တခါဗေဒာအုပ်နဲ့ဘဲတွေတိုးရင်ဘဲတွေခမရှောင်မရလို့မျောတောင်ပါတယ်ဆေးရုံအုပ်ဤမတ်ဗေဒာဖီလင်းသည်ရုပ်ချင်းမိပြောက်၏ထို့နောက်ဒေါသကိုမထိန်နိုင်မဲသူမိမအားစူးစူးကြီးကြည့်မိ၏ဆေးရုံအုပ်ကြီးကတော်သည်ကလာရောင်၏အလင်းဖြားဖြားလဲစားမှုတွင်ဦးမောင်မောင်ဒေါသထွက်နေသည်ကိုမမြင်ဗေဒာဘဲတို့နှင့်စကားဆက်ကအမိုက်တို့ဓာတ်တို့အကြောင်းနိကချက်နေ၏ဦးမောင်မောင်ကကြည်ရင်မဲသူမိမ၏အတန်ပြပြကိုဘဲဟော်သားနဲ့တကက်ကက်အဖြစ်ကြားလာ၏ရိုးတို့ရိတ်တဲ့အမောင်တွင်ကြည်ရင်သူမိမအားခြေပြားကြီးလမ်းလျှောက်လျင်ရက်ကန်ကာယနဲ့ဘဲဆူဖြူတကောင်အဖြစ်မြင်လာ၏နောက်ဆုံးဟုတ်တယ်ဟိုဝန်မျိုး100တပါးလဲဘဲတွေပဲငါစီကနေတစ်ခုပြီးတစ်ခုလိုချင်နေကြတဲ့သင်းတို့လဲဘဲတွေပဲဟုပြစ်နှစ်တွေးပြလာ၏ပြီးလည်းရင်ငါမာသာဟုသူကိုယ်သူတနာသောအတွေ့ကိုဆက်၏ထို့နောက်တွင်ကကြနေသည့်ပတိကိုကောက်ပြီးမျက်လုံးစုံမိကအနိစ္စဒုက္ခအနတ္တဟုနာယူ၏ပါဇက်ကသာတရားစာကိုဒုက္ခချင်းထအောင်ရွတ်နေတော့လဲစိတ်ကမူမငြိမ်နိုင်သည်တဖြည်းဖြည်းတိုးလျာပြောက်ွယ်သွားသည့်ဗေဒာတချင်းတန်နောက်သို့အမြင်တမ်းနေ၏